ဒီနေ့မှာတော့နံထက်အလေး 2kg ကိုသုံးပြီးတော့အိမ်မှာပေါ့ပါကစားလို့ရမယ် Pilates ကိုအခြေခံတာလေ့ကျင့်ခန်း5မျိုးကိုဒီနေ့မှာလုပ်ပြပေးပါမယ်။တကယ်လို့ကို့မှာအလေး 2kg မရှိဘူးဆိုလို့ရှိရင်တော့ရေတန့်ဘူး2ဘူးသုံးပြီးလဲရပါတယ်နော်။ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးလေ့ကျင့်ခန်းတွေပါလဲဆိုတာကိုတူတူလိုက်လုပ်ကြည့်မယ်နော်။အမောက်ဆုံးတစ်ခုအနေနဲ့ကတော့ကာစီလန်ရဲ့ white bicep curve ကိုဝင်ထားပြီးမယ်။ခြေထောက်တစ်ဖက်ကိုအနောက်ကိုလှမ်းထားပြီးမယ်။ဒူးကွေတဲ့ခါကြလို့ရှိရင်လက်ကိုပါတစ်ခါတည်းကွေးချထားပြီးမယ်။ရှူသွဲမဲ့ထိုင်ချမယ်ရှူထုတ်မဲ့မတ်တက်ရက်ထားပြီးမယ်။ရှူသွင်းထိုင်ချရှူထုတ်မတ်တက်ရက်ထားပြီးမယ်။ဒီရဲ့ဟာကိုနံထပ်တို့အချက်ရေး10ချိန်မဟုတ်လို့ရှိရင်15ချိန်ဝင်ထားပြီးလို့ရပါတယ်နော်ဒီပုံစံတိုင်းလေးပဲဝင်ထားပြီးမယ်ရှူသွဲမဲ့ထိုင်ချရှူထုံမဲ့တက်ရက်ထားပြီးမယ်ရှူသွဲမဲ့ထိုင်ချရှူထုံမဲ့တက်ရက်ထားပြီးမယ်နော်တကယ်လို့ဒီရဲ့ဟာကိုပြီးသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုတစ်ခါတည်းတန်းမပြောင်းမယ်နဲ့နောက်ထပ်လေးချိန်ကန်တစ်မျိုးကိုထပ်ပြပေးမယ်နော်ဒုတိယတစ်ခုအနေနဲ့အနောက်ကိုကာစီလန်းထားတဲ့6ကိုပဲအနောက်တက်ကိုလန်းထားပြီးမယ်အလေးဟာပခုံးရဲ့အရှိမထားပြီးတော့ရှူသွဲမဲ့ထိုင်ချမယ်ရှူထုတ် press over တင်ထားပြီးမယ်ရှူသွဲမဲ့ထိုင်ချမယ်ရှူထုတ် press over တင်ထားပြီးမယ်ဒါကိုလည်းနှစ်ထပ်တို့10ချိန်မဟုတ်လို့ရှိရင်15ချိန်ဝင်ထားပြီးလို့ရပါတယ်နော်တွန်းတဲ့ခါကြလို့ရှိရင်အလေးကိုပခုံးနဲ့တံတန်းနဲ့ပဲခေါင်းပေါ်တက်ရအောင်တွန်းတင်ထားပြီးမယ်ဒူးကကျမ်းမြင်နာထီအောင်ဆွဲချပြီးလို့ရပါတယ်နော်ဒီရဲ့လေးချိန်ကန်ပြီးသွားပြီဆိုလို့ရှိရင်လည်းတတိယတစ်ခုအနေနဲ့နှစ်ထပ်လေးချိန်ကန်တစ်ခုကိုထပ်ပြပေးပါမယ်နော်တတိယတစ်ခုအနေနဲ့ကအနောက်ကိုလမ်းထားတဲ့ stroke ကိုပဲအရှိကိုကိုင်းထားပြီးမယ် stroke ကိုပဲသုံးထားပြီးတော့ step back ရယ် tricep kick back ရယ်ဝင်ထားပြီးမယ်ဒူးကွင်းလက်ကိုကွေးမယ်6ကိုဆန့်လက်ကိုဆန့်ထားပြီးမယ်ခန္ဓာကိုယ်ရဲ့ weight ကအနောက်ကိုမသွားထားဘဲနဲ့ထောက်ထားတဲ့တင်မောင်းကိုပဲ focus ထားပြီးတော့တောက်ထားပြီးမယ်နော်ဒီရဲ့လေးချိန်ကန်ကိုလည်းနှစ်ထပ်တို့10ချိန်15ချိန်20ကိုနိုင်တို့ဝင်ထားပြီးလို့ရတယ်သွားတဲ့ခါကြလို့ရှိရင် bike ကို focus ထားပြီးမယ်ခေါင်းအောင်အောက်ကိုပဲကြည့်ထားပြီးတော့လက်မောင်းရယ်တင်မောင်းရယ် focus ထားပြီးတော့ဝင်ထားပြီးမယ်နော်လေးမျိုးမြောင်းအနေနဲ့6ကိုအနောက်ကိုပဲလမ်းထားပြီးမယ် split squat ပုံစံကိုဝင်ထားပြီးတော့ထိုင်ချတဲ့ခါကြလို့ရှိရင်လက်ကိုပုံတန်းနေအောင်ဆန့်ထားပြီးမယ်ပြီးရင်မတ်တက်ရက်ထားပြီးမယ်ရှူသွဲမဲ့ထိုင်ချထားပြီးမယ်ရှူထုတ် up ဆွဲတင်ထားပြီးမယ်ဒီနေရာမှာကိုကအလေးကတထုံးပဲကင်ထားပြီးမယ်နော်ဒူးကောင်းကအရှိမထွက်ထားပဲနဲ့တင်မောင်းအနောက်ကိုတွန်းထားပြီးမယ်လူကအရှိနေနဲ့ကင်ထားပြီးတော့ဝင်ထားပြီးမယ်ရှူသွဲမဲ့ထိုင်ချထားပြီးမယ်ရှူထုတ်မတ်တက်ရက်ထားပြီးမယ်ရှူသွဲမဲ့ထိုင်ချရှူထုတ်မတ်တက်ရက်ထားပြီးမယ်ဒီရဲ့လေးချိန်ကန်ကိုလည်းနှစ်ထပ်တို့10ချိန်မဟုတ်လို့ရှိရင်15ချိန်ဝင်ထားပြီးလို့ရပါတယ်နော်ဒါဆိုလို့ရှိရင်တော့နောက်ဆုံးတစ်မျိုးပဲကြံတော့မယ်နော်နောက်ဆုံးတစ်မျိုးအနေနဲ့ကိုသုံးမဲ့အလေးပေါ်မှာလက်ထောက်ထားပြီးမယ်ဒူးကွေးထားပြီးမယ်ပြီးသွားလို့ရှိရင်6တစ်ဖက်ကိုရှေ့ကိုဆန့်ထားပြီးတော့ leg raise ကိုဝင်ထားပြီးမယ်သွားတဲ့ခါကြလို့ရှိရင်ထောက်ထားတဲ့တင်မိုင်းအားကိုအသုံးပြုထားပြီးတော့အပေါ်ကိုဆွဲတင်ထားပြီးမယ်ဘိုက်ကိုဆွဲညှစ်ထားပြီးမယ်ခေါင်းအောက်ကိုပဲကြည့်ထားပြီးမယ်ရှူသွင်းမယ်ရှူထုတ်နဲ့ up ဆွဲတင်ထားပြီးမယ်ဒီဟာကိုလည်းနှစ်ထပ်တို့10ချိန်15ချိန်20ကိုနိုင်တို့ဝင်ထားပြီးလို့ရပါတယ်နော်ဒါပြီးသွားပြီဆိုလို့ရှိရင်တော့နန်းထပ်တို့နောက်တစ်ဖက်ကိုပြန်ပြီးတော့ပြောင်းပြီးကစားပြီးလို့ရပါတယ်ဒုတိယတစ်ဖက်ကနန်းထပ်တို့6ပုံစံကိုပဲစင်တူယူထားပြီးတော့လက်ပုံစံကိုပြောင်းထားပြီးမယ်နော်ပထမဆုံးတစ်ခုကတော့ကာစီလန်ကိုနန်းထပ်တို့ bicep curve နဲ့မတွဲထားဘဲနဲ့ hammer နဲ့တွဲပြီးတော့ဝင်ထားပြီးမယ်ဒါကိုနန်းထပ်တို့10ချိန်ဒါမှမဟုတ်ရှင်15ချိန်ကိုနိုင်တို့ဝင်ထားပြီးလို့ရတယ်နော်ပထမတစ်ဖက်က bicep curve နဲ့တွဲထားတယ်ဒုတိယတစ်ဖက်ကနန်းထပ်တို့ hammer နဲ့တွဲပြီးတော့ဝင်ထားပြီးမယ်နော် bike ကိုဆွဲညစ်ထားပြီးမယ်ရှူသွဲမဲ့ထိုင်ချရှူထုံးမတက်ရက်ထားပြီးမယ်နော်ဒါကိုနန်းထပ်တို့10ချိန်မဟုတ်ရင်15ချိန်ဝင်ထားပြီးလို့ရပါတယ်ဒုတိယတစ်ခုက lunges ကိုနန်းထပ်တို့ press နဲ့မတွဲထားဘဲနဲ့ lateral raise နဲ့ဝင်ထားပြီးမယ်ထိုင်ချတဲ့ခါကျရင်လက်ကိုဘေးဘက်ကိုကားထားပြီးမယ်မတ်တက်ရက်ထားပြီးမယ်ရှူသွဲမဲ့ထိုင်ချရှူထုံးမတ်တက်ရက်မယ်ရှူသွဲမဲ့ထိုင်ချရှူထုံးမတ်တက်ရက်ထားပြီးမယ်ဒီဟာကိုလည်းနန်းထပ်တို့10ချိန်မဟုတ်ဘူးဆိုလို့ရှိရင်တော့15ချိန်ကိုနိုင်တို့ဝင်ထားပြီးလို့ရတယ်အလေးကလည်း 2kg မနိုင်ဘူးဆိုလို့ရှိရင်တော့ 1kg ပြောင်းပြီးတော့သုံးပြီးလဲရပါတယ်နော်သုံးမျိုးမြောင်းအနေနဲ့က step back ကိုနန်းထပ်တို့ kick back နဲ့မတွဲထားဘဲနဲ့ back fly နဲ့ဝင်ထားပြီးမယ်နော်ရှူသွင်းမယ်ကားထုတ်ထားပြီးမယ်ရှူထောက်အောက်ကိုပြန်ချထားပြီးမယ်ခန္ဓာကိုယ်ရဲ့ balance ကိုငြိမ်အောင်ထိန်းထားပြီးမယ်ဒါကိုလည်းနန်းထပ်တို့အရှိရပြောထားတဲ့အချက်ရည်တိုင်းလေးပဲဝင်ထားပြီးလို့ရတယ်ခေါင်းအောက်ကိုပဲကြည့်ထားပြီးမယ် bike muscle ကိုဆွဲညှစ်ထားပြီးမယ်နော်လေးမျိုးမြောင်းအနေနဲ့ကတော့နန်းထပ်တို့ split squat ကိုကြတော့ဒီရဲ့ front press နဲ့ဝင်ထားပြီးမယ်ထိုင်ချတဲ့ခါကျလို့ရှင်လက်ကိုအရှိကိုဆန့်ထားပြီးမယ်မတ်တရက်တဲ့ခါကျရင်ရင်မတ်ရှိကိုကတ်ထားပြီးမယ်ကတ်တဲ့ခါကျရင်တထောင်ရမကားထားဘဲနဲ့တထောင်နဲ့ရင်မတ်နဲ့ကတ်ထားပြီးမယ်နော်ရှူသွင်းမယ်ထိုင်ချမယ်ရှူထုံးမတ်တရက်ထားပြီးမယ်ဒါကိုလည်းနန်းထပ်တို့10ချိန်15ချိန်20ကိုနိုင်တို့ဝင်ထားပြီးလို့ရတယ်နောက်ဆုံးတစ်မျိုးကတော့နန်းထပ်တို့အရှိရသွားထားတဲ့အတိုင်းကိုပဲဝင်ထားပြီးမယ်ဒူးကွေးထားပြီးမယ်6တစ်ဖက်ကိုအနောက်ကိုဆန့်ထားပြီးတော့ leg raise အပေါ်ကိုဆွဲတင်ထားပြီးမယ်ဘိုက်ကိုဆွဲညှစ်ထားပြီးတော့6ကိုတန်းနေအောင်ဆန့်တင်ထားပြီးမယ်ဆန့်ချပြီးမယ်ဆန့်တင်မယ်ဆန့်ချထားပြီးမယ်ဒီရဲ့လေးချိန်ကန်5မျိုးကိုနန်းထပ်တို့ဘယ်နဲ့ညာနဲ့က6ပုံစံကတူပြီးတော့လက်ပုံစံကိုပဲကွဲပြီးတော့ဝင်ထားတယ်အကျိန်နဲ့အကြော့ရည်ကဘယ်သွားသလိုမျိုးပဲညာဘက်ကိုတူလေးသွားပေးမယ်နော်ဒီရဲ့လေးချိန်ကန်ကိုနန်းထပ်တို့အစအဆုံးကိုမှ1 round လို့သတ်မှတ်ထားပြီးတော့ total 2 round 3 round 4 round ကိုနိုင်တို့ကစားပြီးလို့ရပါတယ်နော်